အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပေါ့နော်ဒိုမီဆိုနဲ့ပတ်သက်တဲ့ major core minor core နဲ့ပတ်သက်တဲ့အရာလေးတွေကိုကျွန်တော်အခုစပြီးတော့တင်တယ်ပေါ့နော်အဲဆို major core တစ်ခုမှာ2ရဲ့ mi ရဲ့ဆိုရဖွဲ့စည်းထားတယ် minor core တစ်ခုမှာ2ရဲ့ ma ရဲ့ဆိုရဖွဲ့စည်းထားတယ်ပေါ့နော်အဲတော့ကျွန်တော်တို့ဥမာကျွန်တော်တို့ဘန်းတစ်ခုကိုကျွန်တော်တို့တီးကြည့်မယ်ဗျာနော်ဘန်းတစ်ခုကိုတီးကြည့်မယ် Cအဲ့ဆိုကျွန်တော် C ကိုဒိုနဲ့ဆိုနဲ့ကျွန်တော်တို့ခြင်ထားတာပေါ့နော်အဲ့တော့ဆို5ကျိုးနဲ့4ကျိုးနဲ့ပေါ့နော်ကျိုးတွေကတော့မပြောတော့ဘူးဗျာနော်ကျိုးတွေပြောဘာကြောင့်ဆိုကျွန်တော်တို့ကတချို့လူတွေကတီးထားပြီးသားလူတွေလည်းရှိတယ်ပေါ့နော်အကျိုးနဲ့ဘက်တွေဘာတွေမပြောတော့ဘူးဗျာအခုမှစပြီးတော့တင်ဟိုအခြေခံစလုံနေတဲ့ဟိုဟာမဟုတ်တော့ဘူးနော်အဲ့ဆိုတော့ကဒိုဆိုဗျာဒိုဆိုကျွန်တော်ခြင်ထားတယ်ဆိုတော့ C ရဲ့ဒိုနဲ့ဆိုခြင်ထားတယ် F ဆိုလည်း F ကဒိုနဲ့ဆိုကျွန်တော်ခြင်တယ်G ဆိုလည်း G ရဲ့ဒိုနဲ့ဆိုကျွန်တော်တို့ခြင်ပြီးတော့မှ fan တွေကိုတီးတယ်ပေါ့နော်အဲ့ဆို major chord တစ်ခုမှာကဒိုမီဆိုနဲ့ဖွဲ့စည်းထားတယ်ဆိုရင်ကျွန်တော်တို့အခုကဒိုနဲ့ဆိုနဲ့ကျွန်တော်ခြင်ထားတယ်ဆိုတော့ဒိုနဲ့ဆိုနဲ့ကိုခြင်ခြင်းအပြင်ကကျွန်တော်တို့ကဒီကောက်ကို major လို့ပြောလို့ရတယ် minor လို့လည်းပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အဓိက major minor ကိုအဓိက major ဖြစ်အောင် minor ဖြစ်အောင်ထည့်ပြီးတယ်ပါဝင်တဲ့ note က mi တတ် note ဖြစ်တယ်တတ် note ကဒါက minor major ကိုခွဲပြီးတဲ့အတန်တစ်ခုဖြစ်တယ်ပေါ့နော်ဒိုနဲ့ဆိုနေပြီးပဲခြင်ထားမယ်ဆိုရင်ဒိုမာဆိုတာဒိုမီဆိုလားဆိုတဲ့ဟာပေါ့နော် major လား minor လားပေါ့အဲ့လိုမျိုးကြီးဖြစ်တယ်ပေါ့နော်ဒါပေမဲ့တော်တော်များများ van တွေတော်တော်များများကဒိုဆိုပဲခြင်တာများတယ်ပေါ့နော်အဲ့ဆိုဒီမှာကျွန်တော်တို့ဒိုဆိုကျွန်တော်တို့ဒီမှာ5ကျိုးနဲ့ခြင်တယ်ဆိုတော့5ကျိုးနဲ့မခြင်မင်းနဲ့6ကျိုးနဲ့ကိုခြင်လို့မရဘူးလားဒီမှာ6ကျိုးမှလည်းဒီမှာ G လေးဆိုလေးဒီမှာဒိုလေးဒီ6ကျိုးနဲ့ဒါဟုတ်အဲ့ဒါကိုကျွန်တော်လက်တစ်ချောင်းနဲ့ကျွန်တော်ခြင်မယ်နော်အဲ့ဆိုတော့ဒါကျွန်တော်7 string တွေမှာတုံးတဲ့အားမျိုးရအဲ့ဆို7 string တွေမှာလည်းကျွန်တော်တို့ဒီပေါ်က B နဲ့ကျွန်တော်တို့ပြန်ပြီးမှတွဲပြီးတုံးတယ်ပေါ့နော်ဘယ်လိုပဲ7 string ပဲဘယ်လိုပဲဖြစ်ဖြစ်ပါအဓိကကျွန်တော်တို့လိုချင်တဲ့ note ရဲ့အတန်ကိုကျွန်တော်တို့ကခြင်ဖို့ဖြစ်တယ်အခုကျွန်တော်တို့ C A minor F G ကိုကျွန်တော်တီးပြမယ် C A minor F G ပေါ့ဒါဆိုတော့ကျွန်တော်က C ကိုလည်းကျွန်တော်တို့ကဒိုးဆိုခြင်ထားတယ် A minor မှာလည်း A ရ root ဒိုးဆိုပေါ့ F ကလည်းဒိုးဆို G ကလည်းဒိုးဆိုကျွန်တော်တို့ခြင်ထားတယ်ပေါ့နော်အဲ့ဆိုF ဆိုပေါ့အဲ့တော့ကျွန်တော်တို့ major minor ခွဲခြင်မယ်ဆိုရင်ဒိုဒီမှာဆိုရင်ဒိုအဲ့တော့အဲ့လိုမျိုးတွေကျွန်တော်တို့ခွဲပြီးတော့မှကျွန်တော်တို့သုံးရင်လည်းရတယ်ပေါ့နော်ချိုးချင်းတွေမှာသုံးထားတယ်ဗျာဆိုတော့အဲ့ဒါတွေကကြည့်တဲ့ခါကျတော့ဟာဘာတွေဘယ်လိုတီးနေဘာတွေတီးနေမှမသိဘူးဆိုဖြစ်မှာဆိုလို့ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့က C ကိုလည်းထုံးကောင်းမယ်ဒိုးဆိုမခြင်မယ်နဲ့ဒိုနဲ့မီနဲ့ကျွန်တော်တို့တီးလိုက်ရတယ်ဒိုနဲ့မီနဲ့အဲ့တော့ဒိုနဲ့မီနဲ့ဆိုရင်ဒါကကျွန်တော်တို့ C major ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဟိုဟာဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့တကယ်လို့ကျွန်တော်တို့ကဆိုရယ်ဒိုရယ်မီရယ်ကိုဒီမှာလာကိုင်ရင်လေဒါ C ပဲနော်6ကျိုးဆိုရယ်ဒိုရယ်မီရယ်ကိုကိုင်ရင်လေဒါ C ပဲဒါဆိုတော့ဒိုနဲ့မီနဲ့ကိုင်လို့မရဘူးလားရတယ်ဒီမှာဆိုရင်6ကျိုးလို့ကျိုးကမီဒီကောင်က5ကျိုးကဒိုဒါလည်း C ပဲ C ရဲ့ van ပဲပေါ့နော် C van ပဲတုံးလို့ရတယ်အဲဆိုတော့ဒီမှာဆိုရင်ဒီမှာဆိုရင်ကျွန်တော်ကဒိုနဲ့မီနဲ့ကိုကျွန်တော် C ကိုယူလိုက်တယ်ဒီမှာဒီမှာလည်း C ပဲဆိုတော့ melodic ပုံစံမျိုးကျွန်တော်တို့ပြန်ယူလိုက်တာပေါ့နော်အဲဆိုတော့
ဒီမှာဆိုကျွန်တော်ကဒီမှာဆိုရင်ဒါက G ပေါ့ဒါက D ဆိုကျွန်တော် G ကောမယူဘဲနဲ့ကျွန်တော်ဒီမှာလာယူလိုက်တာအဲ့တော့ C နဲ့ G နဲ့တီးတယ်ဗျာအဲ့လိုမျိုးမတီးပဲနဲ့ melody ပုံစံမျိုးတီးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်အဲ့တော့ဒီမှာကျွန်တော်တို့ဆိုနဲ့ဟို G ရဲ့ဒီမှာ D ပေါ့ဗျာ D ဆိုတော့ဒီမှာဆိုရင် G ပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ယူလိုက်တဲ့အားက G ကောနဲ့အတူတူပဲအဲ့ဆိုဒိုဘီဆိုနဲ့ဒိုမာဆိုနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နောက်ထပ်တဲ့အဲ့လိုမျိုးတီးတဲ့ပုံစံလေးတွေကိုကျွန်တော်တင်ပေးဖို့ရှိပါတယ်ဆိုတော့အားလုံးနားလည်သဘောပေါက်နိုင်မှာကြပါစေလို့နားမလည်လဲချက်ပေါက်ကနေပြီးတော့ဝင်ပြီးတော့မေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ